မြန်မာတုတ်သေးခါဆိုတော့ဗီဇာနဲ့ပေါ့လေမြန်မာနိုင်ငံကိုအလဲသွားလို့ရလားဆိုပြီးတော့မေးထားတဲ့လူတွေပေါ့လေဖြေပေးလိုက်မယ်ပေါ့လေဂျပန်ဘက်အချမ်းတစ်ခုပဲပြောမယ်ဆိုလို့ရှိရင်တော့ဂျပန်နေလဲထွက်လို့ရတယ်ဂျပန်ကိုလည်းပြန်ဝင်လို့ရတယ်ပေါ့လေဗီဇာတစ်တန်းရှိနေသေးရင်ပြန်ဝင်လို့ရတယ်ပေါ့လေမြန်မာနိုင်ငံဘက်အချမ်းကတော့ပေါ့လေမြန်မာနိုင်ငံမှာလက်ရှိနေတယ်ပေါ့လေအေဂျင့်တွေကိုမေးကြည့်ပေါ့လေသူတို့ကပို့ပြီးတော့တရင်အချက်နဲ့ပို့ပြီးတော့သိကြမယ်ပေါ့လေမြန်မာနိုင်ငံဘက်အချမ်းအမြဲတမ်းအပြောင်းလဲရှိတဲ့အတွက်ကြောင့်ပေါ့လေဝင်ပြီးပြန်ထွက်လို့မရတာတို့ဘာလို့ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ဂျပန်ဘက်အချမ်းကတော့ပြန်ဝင်လို့ရတယ်ပေါ့လေအရေးကြီးတာတတန်းတိုးတဲ့ချိန်ကိုကတေးခါစတော့ဗီဇာကိုတတန်းတိုးမယ်ဆိုလို့ရှိရင်ဂျပန်လာဝကပြီးတော့မေးခွန်းနဲ့မေးတယ်ဘယ်လိုမေးခွန်းနဲ့မေးလဲဆိုရင်ဘယ်နှခုနဲ့ဘယ်နှလဘယ်နှရက်တုန်းကနေပြီးတော့ဘယ်နှခုနဲ့ဘယ်နှလဘယ်နှရက်ထိမင်းကဂျပန်ကနေပြီးတော့ထွက်ထားတယ်ပြီးတော့ဘယ်နိုင်ငံကိုထွက်ထားတာလဲမြန်မာနိုင်ငံကိုပြန်ထားတာလားဆိုပြီးမေးတယ်အကယ်၍မြန်မာနိုင်ငံကိုပြန်ထားတယ်ဆိုလို့ရှိရင်ဘာကြောင့်မြန်မာနိုင်ငံကိုပြန်လာလဲဆိုပြီးအကြောင်းပြချက်တောင်းတဲ့အပြင်လက်ရှိမြန်မာနိုင်ငံမှာစေကစစ်တေကိလိုက်ဘာကြောင့်မနေနိုင်တာလဲဆိုတဲ့အကြောင်းပြချက်ရေးပေးပါလို့ပြောတယ်အကြောင်းပြချက်ရေးပေးပါလို့ပြောတယ်သူတေကစစ်တို့ပြီးတော့ကျွန်တော်တို့ရှောက်တုံးအောင်ပေါ့လေလက်ရှိအလုပ်မကောင်းလို့လာသာနဲလို့အစင်မပြေလို့အဲ့လိုမျိုးရှောက်တာမဟုတ်ဘူးအဲ့လိုမျိုးရှောက်ရင်မရဘူးမြန်မာနိုင်ငံကိုပြန်ရင်စိုးရင်ကြောင်းကြရပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရှောက်မှရတယ်ဒီမြန်မာတုတ်သေးခါဆိုလို့ပြီးသားပေါ့လေအဲ့တော့ကိုစားလျှောက်တော့မြန်မာနိုင်ငံကိုပြန်ရင်စိုးရင်ကြောင်းကြရပါတယ်ဆိုပြီးတော့ရှောက်ပြီးတော့တကယ်တမ်းလေးကြောက်မြန်မာနိုင်ငံကိုပြန်ထားတယ်ပြီးတော့ပြန်ရောက်လာတယ်ဂျပန်နောက်ပြီးတော့ပြန်ပြီးတန်တိုးတယ်ဆိုရင်ဂျပန်အစိုးရအနေနဲ့ဂျပန်လာဝကအနေနဲ့ဘာကြောင့်ဒီလိုလုပ်တာလဲဆိုပြီးအကြောင်းပြချက်တောင်းတယ်ပေါ့လေဗီဇာရတာမရတာလည်းဆိုင်အကြောင်းပြချက်တောင်းတယ်ဒီအကြောင်းပြချက်ကိုဘယ်လိုဖြေရှင်းလဲဆိုတာတေချာစဉ်းစားပြီးတော့မှပေါ့လေမြန်မာနိုင်ငံကိုအလေသွားမယ်ဆိုလို့ရှိရင်လည်းပေါ့လေတေချာစဉ်းစားပြီးဆုံးဖြတ်စီခြင်းတယ်ပေါ့လေ